ဒီမျိုးသားဟာကဘာပေါ်ကဘသူထက်မဆိုအပူတန်ကိုပိုပြီးကြောက်ရွံ့သူဖြစ်ပါတယ်။ကျဉ်းညက်နေတဲ့ဘတ်စကားပေါ်မှာထိုင်နေုံနဲ့တင်သူ့စီကနေချွေးတွေရေတခွန်လိုတလားဟောစီးကြလာခဲ့တာပါ။သူ့ရဲ့ချွေးတွေဟာဘတ်စကားတစ်စီးလုံးကိုဆူရွှဲသွားစေခဲ့တာမို့ခရီးသည်စင်းကနေထာဝရပိတ်ပင်ခံလိုက်ရပါတော့တယ်။ဘယ်ဘတ်စကားဒရိုင်ဘာမှသူ့ကိုမတင်ကျင်ကြတော့တာမို့လက်စီတစ်စီးကိုငှားရမ်းပြီးအိမ်ပြန်ခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲဒရိုင်ဘာကလေးပေးဆက်ကိုအေးဆုံးအထိချက်ချင်းဖွင့်ပေးခဲ့လို့သူ့ထံကချွေးထွက်တာတွေရပ်တန့်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူဟာငါးကင်စားဖို့ကိုမစွန့်လွတ်နိုင်ခဲ့ပဲသူ့ရဲ့ချွေးကျသွားတာကြောင့်မိတောက်တွေငြိမ်းသွားပြီးငါးကြီးတောင်ပြန်ရှင်လာခဲ့လို့ငါးကန်ထဲထည့်မွေးထားလိုက်ရပါတယ်။ဒါကြောင့်အမျိုးသားဟာပါဆယ်အာဟာရကိုမှာယူခဲ့ရပေမဲ့ပို့ဆောင်ပေးသူဟာသူမြင်တွေ့လိုက်ရတဲ့အရာကြောင့်လုံးဝအံ့အားသင့်သွားခဲ့ပါတယ်။အမျိုးသားဟာပန်ကာတစ်ဆက်လုံးမောက်ကကိုတပြိုင်နက်တည်းလဲပတ်ထားခဲ့တာဖြစ်ပြီးပန်ကာနဲ့နည်းနည်းလေးဝေးကွာသွားတာနဲ့တင်ချွေးတွေမရက်မနာပြန်ကျလာလို့ဖြစ်ပါတယ်။ပါဆယ်ဖို့သူဟာသူ့ရဲ့တက်တာမှာဒီလောက်ထူးဆန်းတဲ့သူမျိုးကိုတခါမှမမြင်ဘူးခဲ့တာတေချာတလောက်ပါပဲ။သူ့ကုမ္ပဏီကတနာစရာတန်ရှင်းဝန်ထမ်းကတော့ပိုလို့တောင်ကန်ဆိုးခဲ့ပါသေးတယ်။သူဟာကျန်းကျင်ကိုပျောက်ရှင်းနေအောင်တန်ရှင်းရေးလုပ်ပြီးခါစားမှာပဲအဲ့ဒီအမျိုးသားဟာချွေးတီတီနဲ့ရောက်ရှိလာခဲ့တာပါ။ဒါဟာတန်ရှင်းရေးဝန်ထမ်းရဲ့မုန်းလွဲပိုင်းလှုပ်ဆောင်ခဲ့တဲ့ညအလုပ်တွေကိုဖျက်ဆီးပစ်လိုက်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။ကွန်ပျူတာပြင်ဆင်သူတယောက်အနေနဲ့ဒီမျိုးသားဟာအလွန်တရာကျွမ်းကျင်မှုရှိပေမဲ့အာရုံနောက်နေတဲ့လုပ်ပေါ်ကိုင်ဘက်ကတကားကိုဖွင့်ထားခဲ့ရင်တော့အကြီးအကျယ်ဒုက္ခရောက်ရပါတော့တယ်။ချွေးတွေဟာချက်ချင်းပန်းထွက်လာပြီးဝယ်သူရဲ့ကွန်ပျူတာကိုလုံးဝလောင်ကျွမ်းသွားစေခဲ့တာပါ။အခုခါမှာတော့ဒီကောင်လေးဟာကွန်ပျူတာအသစ်ဆက်ဆက်တစ်လုံးကိုရရှိသွားခဲ့ပါပြီ။